သမီးသားဆက်ဆံရေးတွေမှာပေါ့နော်ကျွန်တော်တို့ကအရင်တည်းကနှွေးထွေးမှုဆိုတာလိုအပ်ပါတယ်ကျင်နာပေးတာယူရပေးတာပေါ့နော်နှွေးထွေးတာဒါတွေကလိုအပ်ပါတယ်မိန်းကလေးတွေမှာယာတီဆောင်ဝန်းရှိပါတယ်ကိုကောင်မလေးယာတီဆောင်ဝန်းမှတ်ထားမယ်တွက်ထားမယ်ဆိုရင်နောက်လက်ပဲအချိန်လောက်ဆိုတော့ငါကောင်မလေးယာတီလာတော့မယ်သူဒီဒုက္ခတွေဖြစ်တော့မယ်ဆိုတော့ကြိုပြီးသိထားမယ်ဆိုရင်ကိုကနှွေးထွေးမှုပေးလို့ရတယ်သိတတ်မှုပေးလို့ရတယ်ဟုတ်ပါတယ်ညီလေးတို့ကိုကောင်မလေးကိုနားလည်မှုပေးရပါမယ်ဒီချိန်ကအဲ့နားလည်မှုခေါင်းစဉ်အောက်မှာကျွန်တော်တို့ပေးရမယ့်တယ်မှာအရေးကြီးတာတစ်ခုပါပါတယ် mood swing ပါmood swing ဆိုတာကျွန်တော်စိတ်အတက်ကြဖြစ်တာပေါ့နော်စိတ်ကန်စားမှုတွေအတက်ကြဖြစ်နေပြောင်းဆန်နေတယ်ပေါ့ဒါမျိုးတွေယောက်ျားလေးမှာမဖြစ်ပါဘူးဘာလို့ယောက်ျားလေးမှာယာတီဆောင်ဆိုတာမရှိပါဘူးမိန်းကလေးမှာပဲရှိတာပါဒါဘာကြောင့်ဖြစ်ရလဲဆိုတော့ကျွန်တော်တို့ဒီရက်တွေမှာဆိုဟော်မုန်းအတက်ကြမမှန်ဘူးဟော်မုန်းပြောင်းလဲမှုတွေဖြစ်နေတယ်အဲ့ဒါရဲ့နောက်ဆက်တွဲအနေနဲ့ mood swing ဖြစ်တယ်ပေါ့နော်အဲ့တော့စိတ်ကအတက်ကြမြန်နေတယ်တချို့တွေဆိုဒေါသထွက်နေတယ်နောက်တစ်ခုကတော့မိန်းကလေးတွေကိုယ်တိုင်ကျွန်တော်ပြောတာပေါ့နော်ဘာမှမသိဘူးငိုချင်နေတဲ့ဆရာရဲ့တဲ့ငိုဖို့အတွက်အကြောင်းပြချက်တော့တကယ်တော့ထွေထူးမရှိဘူးဒါပေမဲ့ငိုချင်နေတယ်ဒီလိုမျိုးတွေပေါ့နော်နောက်အာယုံဆိုင်လို့မရဘူးဒေါသထွက်လေတယ်ရန်တွေးချင်နေတယ်နောက်ဘာမှန်းကိုမသိပဲတယ်ပေါ့နော်နေရထိုင်ခတ်နေတယ်ပေါ့ဒီလိုဟာမျိုးတွေဖြစ်လာမယ်ဆိုရင်ကျွန်တော်ကောင်လေးတွေကဒါကိုကြိုတိထားမယ်ဆိုရင်နားလည်မှုပေးလို့ရပါတယ်